ခြံထဲကနှင်းစီပင်လေးတွေပါနှင်းစီပွင့်လေးတွေပြချင်လို့နှင်းစီလေးတွေကအဆုတ်လိုက်ပွင့်တယ်တပွင့်ချင်းပွင့်တာမဟုတ်ဘဲနဲ့အခိုင်လိုက်ပွင့်တာပေါ့နော်အဲဒါကြောင့်မှုေးလေးအရင်မှုေးတယ်သူတို့လေးတွေကတော့အမာခံလေးတွေပေါ့နော်ဘယ်လိုပြောရမလဲ24/7ပွင့်ပါတယ်ရှင်သူကတစ်နှစ်ပတ်လုံးပွင့်တဲ့နှင်းစီတွေပါဒါကြောင့်ဆက်ရကြိုးနှက်ပါတယ်လို့